ကဲအားလုံးပဲမင်္ဂလာပါမျိုးတို့ပုံလေးရတော့ကျွန်တော်ရေးပြတဲ့ပုံလေးဖြစ်ပါတယ်နော်လာရေးတဲ့ညီကိုကစကင်ကနည်းနည်းအညိုဘက်သွားတော့လေ black gray ကိုအကြည်လိုင်းပုံစံလေးပဲရေးပေးဖြစ်ပါတယ်ဗျကျွန်တော်ရှိမှလာရောက်ရေးချင်ဖုန်းလေးကြိုဆက်ပြီးတော့ဒိတ်ယူပေးကြပါလို့နော်ကျွန်တော်ဆိုင်လေးရွှေပေါက်ကန်14ဈေးနားမှာပါရှားသားတဲ့လမ်းမပေါ်မှာဖြစ်ပါတယ်ဗျဘာသာတို့ပေးတဲ့ဈေးနဲ့တန်ဈေးရမယ်လို့ကျွန်တော်အမှခံပါတယ်ဗျာအားရောက်ရေးချင်ဒိတ်လေးကြိုပြီးတော့ယူပါလို့ကဲဒီဘက်ကတော့ကျွန်တော်ရဲ့ပေါ်တာဆိုင်ကိုလည်းလာရင်းနဲ့သူလည်းအားဖြည့်ပြီးရေးပေးခဲ့တာဖြစ်ပါတယ်ဗျာတော့လက်ခုံမှာရေးတာပါဗျာအားလုံးပဲကဲမင်္ဂလာပါဗျာ